မိုးရွာတဲ့အချိန်မှာမြေကြီးတွေကပျော့လာတဲ့အချိန်ကျရင်အဲဒီကနေသူဆက်ထွက်ပြီမျက်နှုတွေဟိုစပားပင်တွေပြိုးပင်တွေဆိုရင်တော်တော်ကြိုက်စားတယ်တော်ဖြက်စီးတဲ့ဟာတွေပေါ့နော်မိုးကြပြီဆိုရင်ခရုတွေကိုလိုက်ခောက်တယ်ချောင်းပိတ်တဲ့ရက်တဲ့ဆိုတကယ်ချင်းနေစုပြီးတော့ခရုတွေလိုက်ခောက်ကြတယ်ခောက်တဲ့အချိန်ဆိုရင်ခရုတွေအမျိုးမျိုးလှုပ်ရှားကြတာပေါ့နော်ကင်စားတာတွေရောဟိုတုတ်စားတာတွေရောပြုတ်စားတာတွေရောလူကြီးတဲ့ဆိုရင်လည်းဒါကိုပြောတယ်ပေါ့တစ်နှစ်တစ်ခါခရုဆိုတာစားပေးရတယ်သူရဲ့ရာသီစားပေါ့လေကွင်းထဲမှာကိုတော့ကောက်ကြတာများတယ်ဘာဖြစ်ဆိုစပားကိုဖျက်ဆီးတဲ့ကောင်ကိုပြောတာလေခရုကို final နဲ့ menu ထဲမှာထည့်တယ်ဆိုတာခဏကျွန်တော်ပြောသလိုပေါ့ဟောမြစ်တို့မာလာဘူးတို့ဆိုတဲ့ product ကို final twist နဲ့လုပ်ဖို့ဆိုတာ risk တော့ရှိတယ်ပေါ့နော်ဟို challenge တော့ဖြစ်တယ်ငါရှိဆိုတာတစ်နှစ်ပတ်လုံးရနေတာပဲဒါပေမဲ့ကျွန်တော်တို့ကဒီ farm ငါရှိကိုတိတ်မကြိုက်ဘူးတိတ်မသုံးချင်ဘူးเนาะဒီချိန်နဲ့အခုချိန်ဆိုရင်သူကအများဆုံးရတဲ့အချိန်သူနဲ့လိုက်ပတ်မှုရှိတဲ့ mango တို့ ear တို့ပေါ့မဲ့ဆိုကျွန်တော်တို့ဒါကို smoke လုပ်တယ် smoke လုပ်ပြီးတော့ဒီ dish တစ်ခုနဲ့ကျွန်တော် create ပြန်လုပ်တယ်เนาะငါရှိဆိုတာဒါမဲ့လူတွေနဲ့အားလုံးကလည်းဟိုရင်းနှီးမှုရှိပြီးသားပါ final နဲ့မှလည်းတုံးတဲ့ product ပါဥပမာဆို Japanese cuisine မှာဆိုရင်ဒါ Japanese ရဲ့နာမည်ကြီးတဲ့ဟို delicacy တွေမှာပါတယ်Chef on personally team အကူနဲ့ရော trade လုပ်နေကြတယ်